မျိုးရီအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးကတ်ဆိုးဘေးဆိုးရန်အပေါင်းမှာကင်းဝေးကြပါစေဗျမျိုးရီအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ဒီဟာအောင်ပါဗျအဲ့တော့ဒီကနေ့တနင်္လာနေ့တရက်ပိတ်တယ်ပေါ့နော်ဒီအပတ်ကအဲ့တော့ကျွန်တော်တို့မနက်ဖြန်ကနေစပြီးမှဒုတိယတောက်ကြနေညနေအထိ၈ကြိမ်ဖွင့်ပါမယ်ဗျအင်္ဂါဗုဒ္ဓကြာတာပြင်တောက်ကြပေါ့နော်၄ရက်၈ကြိမ်ဖွင့်ပါမယ်ဗျအဲ့တော့ကျွန်တော်ကပုံမှန်တိုင်းမှာပဲ၈ကြိမ်မှာအင်္ဂါဗုဒ္ဓကြာတာပြင်3ရက်6ကြိမ်သာမွေးပေါ့နော်ပေါက်ပေးတစ်ကွက်ကောင်း9000ပေါက်ပေးနှစ်ကွက်9000နော်အင်္ဂါဗုဒ္ဓကြာတာပြင်3ရက်အင်္ဂါဗုဒ္ဓကြာတာပြင်3ရက်6ကြိမ်သာမွေးပေါက်ပေး9000နဲ့နှစ်ကွက်ရှိမယ်ပေါက်ပေးတစ်ကွက်ကောင်း9000နဲ့ရှိမယ်ဗျအဲ့တော့ရရင်တဲ့အမျိုးများကကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဗျာနော်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဗျ399898143488ပေါ့နော်ဒီဟာအောင် Viber ပါဗျအဲ့တော့အရင်ဘက်ကတော့ကျွန်တော်ဒါမွေးကနန်းအရင်ဘက်ကဗုဒ္ဓကြာတာပြီးတောက်ကြ3ရက်စာမွေးပေါ့နော်30နဲ့40ပေးလိုက်တယ်အဲ့ဒါအောင်မြင်ခဲ့တယ်ဗျအဲ့တော့ကျွန်တော်ရဲ့ဒီ Telegram free group ပေါ့နော် Telegram free group မှာလည်းကျွန်တော်တင်ပေးထားတယ်အဲ့တော့အရင်ဘက်ကကြာတာပြီးတောက်ကြဗုဒ္ဓပေါ့နော်ဗုဒ္ဓကြာတာပြီးတောက်ကြ3ရက်6ကြိမ်သာမွေးပေါက်ပေး9000နဲ့နှစ်ကွက်30နဲ့40ပေးလိုက်တာအောင်မြင်ခဲ့တယ်ဗျတစ်ကွက်ကောင်း40အောင်တယ်ပေါ့နော်အဲ့တော့တက်တီအနေနဲ့ဒါယူဟိုတကယ်လို့ကြည့်ကျင်တဲ့အမျိုးများကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်အောက်မှာကျွန်တော် Telegram free group ပေါ့နော်အဲ့မှာတင်ပေးထားတယ်အောင်မြင်သွားတဲ့ဟာအဲ့ဒါကျွန်တော် link လေးချပေးထားပါမယ် Telegram တုံးတဲ့အမျိုးတွေကအဲ့မှာဝင်ကြည့်လို့ရပါတယ်ဗျာနော်အဲ့တော့အရင်ဘက်က40အားတစ်ကွက်ကောင်းအောင်တယ်ပေါ့နော်ပေါက်ပေး9000နဲ့အဲ့ပြီးမှ9000နဲ့နှစ်ကွက်ကတော့30နဲ့40ကျွန်တော်ပေးလိုက်တာအောင်မြင်ပါတယ်ဗျအဲ့တော့ကြည့်ရင်လည်းအမျိုးများဒီဗီဒီယိုဖိုင်ရဲ့အောက်မှာကျွန်တော် Telegram free group link လေးချပေးထားမယ်အဲ့ group link မှာလည်းကျွန်တော်အဲ့ group ထဲမှာလည်းကျွန်တော်တင်ပေးထားပါတယ်ဗျ Telegram ထဲမှာဝင်ကြည့်လို့ရပါတယ်နော်အောင်မြင်သွားတာဟုတ်လားမဟုတ်ဘူးလားဆိုတော့တတိနဲ့တစ်ခါချပြထားပါတယ်နော်အဲ့တော့ဒီဘက်လည်းကျွန်တော်အင်္ဂါဗုဒ္ဓကြာတာပြီး6ကြိမ်စာပေါ့နော်ပေါက်ပေးတစ်ကွက်ကောင်းယူ9000နဲ့နှစ်ကွက်9000နဲ့ပေါ့နော်ယူခြင်းတဲ့အမျိုးများ399898143488ဒီဟောင်းပိုက်ပါပေါ့နော်399898143488အရင်ဘက်က40အောင်တလို့ပဲဒီဘက်လည်းအောင်မြင်ဖို့ရများပါတယ်ဗျာနော်ပေါက်ပေးယူလို့ရပါတယ်ဒီဟောင်းပိုက်ပါကိုလာရောက်ဆက်တွဲပါဗျ399898143488ဒီဟောင်းပေါ့နော်အဲ့တော့ VNB ဝင်ခြင်းတဲ့အမျိုးများကလည်း399898143488ကိုလာရောက်ဆက်တွဲပြီးတော့ VNB ဝင်လို့ရပါတယ် VNB ကတော့တစ်ပတ်စာမှ3000ပါဗျာနော်သူကတော့နေထိုက်အော်အရန်၄ခွက်ပေါ့နော်မွေးကနန်း2ခွက်ပါမယ်ဗုဒ္ဓမကျော်ပတ်သီးလိုချင်လဲထည့်ပေးပါတယ်ဗျာဗရိတ်အမှာတစ်လုံးပါမယ်ဗျာနော် VNB လိုချင်တဲ့အမျိုးများတစ်ပတ်စာ3000ပါအင်္ဂါမကျော်ပတ်တီအင်္ဂါမကျော် break မှာတစ်လုံးပါမယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့မွေးကနန်း2ကွက်ပါမယ်ဗုဒ္ဓမကျော်နေတိုင်းကတော့အော်ရန်2ကွက်ပေါ့နော်အော်2ကွက်အရန်2ကွက်4ကွက်ဖြစ်မယ်ဗျအဲ့ဒါကြီးပါမယ်အဲ့တော့လက်ငင်းဖြစ်မယ်ဗျလက်ငင်းတစ်ပတ်စာ3000ပါဗျအဲ့ကျွန်တော်ရဲ့ Viber ဖြစ်တဲ့အစင်ပြေလို့ယူခြင်းတဲ့မျိုးများ399898143488 Viber ပေါ့နော်ဒီနေ့ကျွန်တော်ရဲ့ Viber မှာလာပြောထားလိုက်ပါနော်အဲကျွန်တော်ငွေလွှဲရမယ်ဒီ KB နံပါတ်လေးပို့ပေးလိုက်ပါမယ်လက်ငင်းပါဗျနော်လက်ငင်း3000ပါအဲ့တော့မနေ့ဖြန်မနေ့10နိုင်ခွဲ17လောက်ထိဝင်လို့ရတယ်ပေါ့နော် VNB ကတော့အဲ့တော့မျိုးတွေအားလုံးပဲဒီလောက်ပါပဲနော်ကျွန်တော်နောက်ပတ်လည်းများများလေးအောင်မြင်အောင် free တွေရော VNB တွေကြိုးစားပေးပါမယ်ဗျပေးရတဲ့လည်းရှိရဆို
မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျအဲ့တော့ပုံမှန်တိုင်းပါပဲเนาะပေါက်ပေးယူမယ်ဆိုလည်းယူလို့ရပါတယ်